Trump ခွန်တိုးလို့အမေရိကန်မှာဈေးပို့ကြီးလာမယ့်အရာများအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထိပ်တန်းကုန်သွယ်ဖက်နိုင်ငံတချို့ကလာတဲ့ဒေါ်လာဘီလီယံချီတန်တဲ့ကုန်စည်တွေအပေါ်မှာသွင်းကုန်ခုံအမျိုးမျိုးချမှတ်လိုက်ပါတယ်။အမေရိကန်နိုင်ငံထဲသွင်းတဲ့သံမဏိနဲ့အလူမီနီယံတွေအပေါ်အခွန်တိုးကောက်မှာဖြစ်ပြီးတော့မက္ကဆီကို၊ကနေဒါနဲ့တရုတ်ကလာတဲ့ကုန်စည်အချို့ပေါ်မှာလည်းအခွန်တိုးမှာပါ။ဒီအတွက်ကနေဒါ၊တရုတ်နဲ့ဥရောပသမဂ္ဂဘက်ကနေလည်းတန်ပြန်အခွန်တိုးတာတွေရှိလာပါတယ်။အမေရိကန်သွင်းကုန်ခုံနဲ့ဒါကိုတုံ့ပြန်တဲ့အခွန်ကောက်မှုတွေကြောင့်အမေရိကန်စားသုံးသူတွေအတွက်ဈေးတွေတက်လာနိုင်ကြောင်းဘောဂဗေဒပညာရှင်တွေကသတိပေးထားကြပါတယ်။ပြည်ရင်းကုမ္ပဏီတွေပေးရတဲ့သွင်းကုန်ခွန်တွေကြောင့်စားသုံးသူတွေအပေါ်ကုန်ကျစရိတ်ပိုလာတာဖြစ်ပါတယ်။နောက်ပြီးတော့သွင်းကုန်ကိုရှော့ချလိုက်ရင်ကုန်အဝင်နည်းပြီးဈေးပိုကြီးလာနိုင်ပါတယ်။ဒါကြောင့်ဘယ်ကုန်စည်တွေကဈေးပိုကြီးလာနိုင်တယ်လဲကြည့်လိုက်ကြရအောင်။ကားဈေးဒေါ်လာ3000လောက်တက်လာနိုင်ပါတယ်။ထရန်လက်ထက်မှာကနေဒါနဲ့မက္ကဆီကိုကိုသွင်းကုန်ခုံသစ်25%ကောက်ပေးမဲ့တချို့ကားတွေကိုယာယီကင်းလွတ်ခွင့်ပေးထားတယ်။ဒါကိုရက်လိုက်ရင်တော့ကားဈေးဒေါ်လာ3000လောက်တက်လာနိုင်တယ်လို့ TD Economic ကခန့်မှန်းထားပါတယ်။ကားတစ်စီးမစင်ခင်မှာအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနယ်စပ်တွေကိုကားစိတ်ပိုင်းတွေအကြိမ်များစွာဖြတ်သန်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Audi, BMW, Ford, GM နဲ့ Honda စတဲ့နာမည်ကြီးကားကုမ္ပဏီတွေကဒီသုံးနိုင်ငံကိုဖြန့်ပြီးကားစိတ်ပိုင်းတွေနဲ့ကားတွေကုန်သွယ်ကြပါတယ်။ဒေါ်နယ်ထရမ့်ရဲ့သွင်းကုန်ခွန်ဘယ်နိုင်ငံတွေအထိနာနိုင်လဲ။အမေရိကန်ကုမ္ပဏီတွေသွင်းကုန်ခွန်ပို့ပေးလာရလို့ရှော့သွင်းလို့မက္ကဆီကိုကမော်ဒယ်လိုနဲ့ကိုရိုနာလိုနာမည်ကြီးဘီယာတွေအမေရိကန်မှာဈေးပိုကြီးလာနိုင်တယ်။မော်ဒယ်လိုဘီယာကအမေရိကန်မှာ2023အတွက်နံပါတ်1ဘီယာဖြစ်ခဲ့ပြီးအခုထိထိပ်ဆုံးနေရာမှာရှိနေသေးပါ1990ပြည့်လွန်နှစ်တွေကစပြီးအကောက်ခွန်အများကြီးလွှတ်ပေးထားတဲ့အရက်တွေအတွက်တော့အနေအထားကပိုပြီးတော့ရှုပ်ထွေးပါတယ်ဒီလိုသွင်းကုန်ခွန်တွေမတိုးခင်မှာအမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကအရက်လုပ်ငန်းရှင်တွေစုပြီးအလွန်မင်းစိုးရင်ကြောင်းကြေညာချက်ထုတ်ထားပါတယ်ဘာဘောတနက်စီဝီစကီတကီလာနဲ့ကနေဒါဝီစကီလိုထင်ရှားတဲ့အရက်တွေကိုဆိုင်ရာနိုင်ငံမှာပဲထုတ်နိုင်ကြောင်းလုပ်ငန်းရှင်တွေကအစောတကတက်ပါတယ်။ဒီရက်ချက်လုပ်ငန်းတွေကိုအလွယ်တကူရွှေ့လို့မရလို့အရက်ဈေးတက်မှာဖြစ်ပါတယ်။အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကအရက်မျိုးစုံကိုကုမ္ပဏီအများကြီးကပိုင်တယ်လို့လည်းလုပ်ငန်းရှင်တွေကအဆိုပါသေးတယ်။အမေရိကန်မှာသုံးတဲ့တစ်ပြော့အချောထဲ3ပုံ1ပုံလောက်ကိုကနေဒါကနေနှစ်စဉ်တင်သွင်းပြီးတော့ထရန့်ရဲ့အခွန်တိုးကောက်မှုကြောင့်ဒီအရေးကြီးတဲ့အိမ်ဆောက်ပစ္စည်းဈေးကိုထိခိုက်စေနိုင်ပါတယ်။အမေရိကန်မှာသုံးနိုင်တာထက်ပိုပြီးတကြောထဲပေါ်တယ်လို့ထရန့်ကပြောဖူးပါတယ်။ဒါပေမဲ့လည်းအိမ်ယာဝယ်ယူနိုင်မှုအပေါ်မှာစိုးကျိုးဖြစ်စေနိုင်တဲ့အတွက်အိမ်ဆောက်ပစ္စည်းတွေကိုကင်းလွတ်ခွင့်ပေးဖို့အမေရိကန်အိမ်ဆောက်လုပ်ငန်းရှင်အသင်းကသမ္မတကိုတောင်းဆိုထားပါတယ်။တကြောထဲကိုသွင်းကုန်ခွန်တိုးကောက်ရင်အိမ်ဆောက်စရိတ်တွေတက်လာမှာကိုအိမ်ဆောက်လုပ်ငန်းရှင်အုပ်စုကစိုးရိမ်နေကြတယ်။အမေရိကန်အိမ်များစုကတစ်သားနဲ့ဆောက်တာဖြစ်လို့အိမ်ယာလုပ်ငန်းရှင်တွေအိမ်သစ်တွေဆောက်ဖို့လက်တွန့်စေပါတယ်။ကဘာတလွားကသွင်းကုန်တွေအပေါ်မှာလည်းတက်ရောက်နိုင်ပါသေးတယ်။ပြည်ရင်းဖြစ်ကိုပိုအားပေးလာအောင်ဖန်တီးတဲ့အနေနဲ့ကဘာနဲ့ကလာတဲ့တစ်သားအကျန်းထဲနဲ့တစ်ချောထဲအများစုကိုထပ်တိုးအခွန်ကောက်တင်သလားလို့စုံစမ်းဖို့လဲထရန့်ကအမိန့်ထုတ်ထားပြီးဒီနေ့ကုန်ပိုင်းမှာအစီရင်ခံစာတင်သွင်းရမှာဖြစ်ပါတယ်။ကနေဒါနဲ့ကုန်သွယ်ရေးစနစ်မှာအိမ်တိုင်းကိုထိမဲ့ကိစ္စကကနေဒါကနေလာတဲ့မေပယ်ရေးဈေးနှုန်းဖြစ်ကြောင်းလန်ဒန်တက္ကသိုလ်ဘောဂဗေဒနဲ့နိုင်ငံရေးသိပ္ပံကျောင်းကသောမတ်ဆမ်ဆန်ကပြောပါတယ်။ကနေဒါကဒေါ်လာဘီလီယံချီတန်တဲ့မေပယ်လုပ်ငန်းကနေကမ္ဘာမေပယ်ရေးဈေးကွက်ရဲ့85%အတွက်ထုတ်လုပ်ပေးပါတယ်။ဒီအချိုရည်ရဲ့90%လောက်ကိုကွေဘက်ပြည်နယ်ကထုတ်လုပ်ပါတယ်။အမေရိကန်မှာထုတ်ပေးမဲ့ကနေဒါကလာတဲ့သွင်းကုန်ကိုသုံးတဲ့ပစ္စည်းကိုဝယ်ပြီးရင်လဲဈေးတက်တာနဲ့ကြုံပါပဲဆိုပြီးမစ္စတာဆမ်ဆန်ကပြောပါတယ်။ယူကရိန်းကိုပေးတဲ့စစ်ရေးကူညီထရန့်ရက်ဆိုင်ခြင်းနောက်ဆက်တွဲအထိပ္ပယ်တွေနဲ့သက်ဆိုင်နေပါသေးတယ်။အမေရိကန်ရဲ့အကြီးဆုံးရေနံစိမ်းတင်သွင်းတဲ့နိုင်ငံကနေဒါကအမေရိကန်ရဲ့အကြီးဆုံးရေနံစိမ်းတင်သွင်းတဲ့နိုင်ငံမှာ2024ဇန်နဝါရီကနေနိုဝင်ဘာကြားမှာအမေရိကန်ကိုတင်သွင်းတဲ့ရေနံ61%ကကနေဒါကလာကြောင်းအစိုးရကုန်သွယ်မှုစည်းစရာတွေရသိရှိထားပါတယ်။ကနေဒါကသွင်းကုန်အများစုကိုအမေရိကန်ကအကောက်85%ကောက်တဲ့အချိန်မှာကနေဒါကသွင်းတဲ့စွမ်းရည်လောင်စာကိုတော့10%ပဲကောက်ပါတယ်။အမေရိကန်မှာရေနံပြတ်မသွားပေမဲ့ကနေဒါကနေအဓိကလာပြီးမက္ကဆီကိုကအဓိကရတဲ့ပိုပြစ်တဲ့ရေနံစိမ်းကိုတန့်စင်ဖို့အမေရိကန်ရေနံချက်စက်ရုံတွေကိုတိစောက်ထားပါတယ်။တဘာဝတန်ငွေရည်ဒီဇယ်နဲ့လေယာဉ်စီအများဆုံးထုတ်လုပ်နိုင်ဖို့အတွက်ရေနံချက်စက်ရုံအများစုမှာပိုပြစ်တဲ့ရေနံစိမ်းရဖို့လိုအပ်ကြောင်းအမေရိကန်လောင်စာနဲ့ရေနံဓာတုလုပ်ငန်းရှင်များအသင်းကဆိုပါတယ်။အမေရိကန်ရဲ့သွင်းကုန်ခွန်သစ်ကိုလက်တုံ့ပြန်ဖို့ကနေဒါကနေရေနံစိမ်းတင်ပို့မှုရှော့ချလိုက်ရင်ဓာတ်ဆီဈေးတွေပိုတက်သွားနိုင်ပါတယ်။